လူတရားရဲ့နှလုံးသားပဲအချိန်မှအငြိမ်းချမ်းဆုံးလဲလို့မြင်ကျွန်တော်ကတော့လမ်းကြီးခုပေါ်ရောက်နေတဲ့အချိန်လို့ပဲဖြေချင်တယ်နေ့ရက်တွေကမြန်ဆန်လွန်းတယ်ဒါပေမဲ့တဘာဝတရားနဲ့ထိတွေ့လိုက်တဲ့အခါအချိန်တွေရပ်တန့်သွားတယ်လို့ခံစားရတယ်မွန်းကြမှုတွေစိုးရိမ်မှုတွေလည်းပျောက်ွယ်သွားတယ်ဘဝဆိုတာအသက်ရှူနေုံတသက်မဟုတ်ပါဘူးဒီအလားတရားတွေကိုခံစားဖို့ဒီလေတွေကိုရှူစားဖို့ဒီအခိုက်အတန့်တွေကိုပိုင်ဆိုင်ဖို့ပါကဘာကြီးကကျယ်ဝန်းတဲ့လောက်ကျွန်တော်တို့ရဲ့စိတ်ကူးတွေလည်းလွတ်လပ်ခွင့်ရှိပါတယ်မနက်ဖြန်တော့ဘာဆက်ဖြစ်မယ်ဆိုတာမသိနိုင်ဘူးပဲဒီနေ့တော့ကျွန်တော်တို့အသက်ရှင်နေပါတယ်တကယ်ကိုရှင်သန်နေပါတယ်ပျော်ရွှင်မှုဆိုတာရှာဖွေရတဲ့အရာမဟုတ်ပါဘူးဖန်တီးယူရတဲ့အရာတစ်ခုပါ